ဒီနေ့တော့ချစ်စရာကောင်းတဲ့ပစ္စည်းလေးတွေဝယ်လာလို့ဒါလေးတွေတစ်ခုချင်းစီပြပြမယ်နော်ဒါလေးကတော့ဆိုင်ရဲ့ပေါက်ချလေးပေါ့နော်ဝယ်လာတဲ့ပစ္စည်းစုစုပေါင်းအမောင်ကတော့19000ပေါ့နော်ဒါလေးဖောက်ဖို့အတွက်ပေါ့နော်ပစ္စည်းလေးကတော့ဒီငကန်းနဲ့ပဲဖောက်ပြလိုက်တယ်ပေါ့နော်ထိတ်မှလည်းချွန်ပါတဲ့အတွက်ကြောင့်မလို့ဖောက်ရတာကတော့လွယ်ပါတယ်ဒါပေမဲ့လည်းပြော့တဲ့ခါကျတော့ဖောက်ဖို့တော့တိတ်ပြီးတော့စင်ပြေဘူးပေါ့နော်ဒီကတော့ဖောက်လိုက်ပါပြီထင်ထားတာကတော့ဒါလေးကိုဖြောင်းစားလို့ပဲထင်ထားပါပေါ့နော်ဒါပေမဲ့မဖြစ်ပါဘူးမဟုတ်ပါဘူးစားကြောင်းနေနဲ့ဖြစ်နေတယ်ပေါ့နော်မြင်းတန်းနေနဲ့ဖြစ်နေတယ်ဒါလေးဖြောင်းလေးလို့ထင်ပြီးတော့ဝယ်ခဲ့တာဖြစ်ချင်တော့ဝယ်ခဲ့တော့လေနောက်အုပ်တောင်ဝယ်လာတယ်ဒါပေမဲ့လည်းချစ်စရာကောင်းတဲ့ခါကျတော့တင်ထားမယ်ပုံလေးလည်းဆွဲပြမယ်ဒါလေးတွေကတော့စတစ်ကာလေးတွေပေါ့နော်စတစ်ကာကိုမှရိုးရိုးစတစ်ကာလို့ထည့်လိုက်တာဒါလေးတွေကကြတော့ nail စတစ်ကာလေးတွေပေါ့နော်လက်သေးမှာကတ်ရတဲ့ nail စတစ်ကာလေးတွေပေါ့နော်nail စတစ်ကာလေးတွေကရွေးလို့ရမယ်အမျိုးအစားအများကြီးပဲပေါ့နော်ဒီမှာဆိုရှင်လင်းဝဲလာတာဆိုရင်အပြာရောင်ရဲ့ပန်းရောင်လေးရဲ့လိမ္မော်လေးရဲ့ပေါ့နော်အပြာလေးကလည်းလိပ်ပြာလေးတွေပေါ့နော်ချစ်စရာလေးပြီးရင်ပန်းရောင်လည်းလိုပဲလိပ်ပြာလေးပဲချစ်စရာကောင်းတယ်လိမ္မော်ရောင်ကကြတော့သူကတော့ဟိုပါပဲပေါ့နော်ဒီပလဲလေးတွေနဲ့ပန်းလေးတွေပေါ့နော်ချစ်စရာကောင်းတယ်ဒီမှာတော့လက်သေးစိုးနီလက်သေးအစီရောင်လေးကတော့ကိုယ့်ဘာသာကိုဝယ်ထားတဲ့ဟာလေးပေါ့နော်ဝယ်ထားကြပြီဒါလေးကိုနေစတစ်ကာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးစတစ်ကာလေးကတ်ပြမလို့ပေါ့နော်အလေးချသွားပြီဆိုတော့လင်းဒီတဲကတခုလိပ်ပြာလေးကတ်ပြမယ်ပေါ့နော်လိပ်ပြာလေးသူကတော့စတစ်ကာလေးဒီသူ့ရဲ့ဒီနောက်ခံလေးနဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့လာတယ်ပေါ့နော်ဒီပြောင်တိုင်းအကြည်တိုင်းဆိုလို့ရှိရင်တော့တိတ်မလာတယ်လို့ပဲပေါ့လေဒါလေးကိုပြထားတာဆိုတော့လက်သေးလေး6သွားပြီဆိုတော့လင်းလိပ်ပြာလေးကတ်မယ်လိပ်ပြာလေးကိုရွေးထားတယ်စာအုပ်မှာကပ်ပြမယ်ပေါ့နော်စာအုပ်မှာလည်းဘာလေးကပ်ရမလဲဆိုတော့လင်းဒီယာလေးကိုစာအုပ်မှာကပ်ပြလိုက်မယ်ဒါလေးစာအုပ်မှာကပ်ပြလိုက်တော့လေချစ်စရာလေးပေါ့နော်စာအုပ်မှာကပ်ရင်လည်းလာတယ်ဒီလက်ထဲမှာကပ်ရင်လည်းလာတယ်ပေါ့နော်ဒီမှာတခုပြောချင်တာကဒီnail sticker လေးကအနုမြူပါတဲ့အတွက်ကြောင့်မလို့ညနေကြလို့ရှိရင်လည်းမီးလင်းနေပေါ့နော်ဒါကိုဘာလို့သိရလဲဆိုလို့ရှိရင်ဒါကက်ပြီးတော့အိတ်လိုက်တော့ညကျတော့ဒါလေးကမီးကအလင်းရောင်လေးထွက်နေတာပေါ့နော်ဆိုတော့ဒါလေးnail sticker မှာအနုမြူပါတယ်ဆိုရလေးသိရတယ်ပေါ့နော်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်ရောက်တိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင် like and subscribe လုပ်ဖို့မေးပါနဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတန်